ဆေးပြင်းခြေတန်း sorry သွားလာလာလုတ်ပြီပထမစီလုတ်စက်နေတော့ဟုတ်ပြီဟုတ်ကဲ့အောင်လန်ပွဲတွေပါခင်ဗျာရိုးစစ်စစ်အောင်လန်တွေပေါ့ခင်ဗျာဒီမှာတော့လားပုံမှန်ဒူးထောင်ချသွားတယ်ဘယ်လိုလုပ်လို့မရအောင်နော်ဒါပထမဆုံးနေနဲ့နောက်ဆုံးနေပြည့်တယ်နော်ဘောလူပွဲနော်ဘလိုနည်းနဲ့ကြာထိုးပြီးကန်ရင်တိုက်ရှင်လုပ်လို့မရဘူးအောင်လန်ပွဲတွေပါခင်ဗျာဘိုလ်လူပွဲပါခင်ဗျာထိုးရင်ကန်ရင်တိုင်ရင်နဲ့ပဲပထမချီပြီးဆုံးသွားခြင်းပဲဖြစ်ပါတယ်ခင်ဗျာSPO Top Website မိတ်ဆက်ကြညာလွာဖွင့်ရင်ခေါင်းစိတ်လှရှာစွာစောက်စားပျော်ရွှင်စေရမှာစိတ်ချကဘာလုံးဆိုင်ရာ Website SPO Top မှာ game ကစားနာကျူစောကြမယ် SPO Top SPO Top ယုံကြည်စိတ်ချရာ SPO Top SPO Top
သွားထုနေရတာမင်းဖောင်းနော်ဒီလိုပဲသွားမှာနော်ဒီကသွားတာသိထားနော်ဘူးလုံးဟုတ်တယ်နော်သူတို့သွားထုံးပြီးမင်းဖောင်းနော် ဟုတ်ဒုတိယချီပါခင်ဗျာဒီတော့ပါမယ်အေးနေနိုလေငါချာခေါ်ရှေအမတ်စင်တစ်ချိန်ပါခင်ဗျာမိုက်စင်နှစ်ချိန်ရှိပြီခင်ဗျာဟုတ်ဝဲစီနံပါတ်7 50 ကီလိုတန်းအောင်လံပေါ်လူပွဲစောကဲတို့ Only Power အနီတောင်းနဲ့အောင်ရဲနိုင်ပါဝါပန်းတို့ရှင်ပြန်ထိုးတက်တဲ့နေရာမှာဒုတိယချီ10မိနစ်နဲ့28စက္ကန့်မှာပဲစောကဲတို့ဟာအလဲတို့နဲ့အနိုင်ပဲဖြစ်ပါတယ်ခင်ဗျာ360 sport တီထောင်သူကိုလင်းသစ်လွင်မော်စုများချီးပြပေးနိုင်ရင်စေရပေါ်မှာလျာကျွေးပါခင်ဗျာအောင်လန်စုဖြစ်ပါတယ်ခင်ဗျာလူလေးလှုပ်လိုက်တာပုံမြင်ရတယ်โอเคရပြီသားဒုတိယနေပြီးစုဖလားပေးရကမှာဖြစ်ပါတယ်ခင်ဗျာတတိယနေပြီးဝင်းနာပုံပြားကိုပေးရမှာဖြစ်ပါတယ်ခင်ဗျာတစ်ဖက်ကကန်အခုလိုစုများချစ်ပြပြပါတော့360 sport တီထောင်သူကိုလင်းသွလွင်ပေါ်ဟာအထူးပဲကျေးဇူးရှိပါခင်ဗျာကဲအောင်လာကိုချိုးပြီးတော့ခါလက်မှာထိုးပေါ်ပါခင်ဗျာโอเคချိုးအေးခါလက်ချိုးရောလားဆရာနေကြီးဖြစ်ပါခင်ဗျာအားတယ်ဒီမှာကီလိုနဲ့အောင်လန်ကိုပြည့်ရယူပိုင်ဆိုင်သွားပြီဖြစ်ပါတယ်ခင်ဗျာ
ပဲမင်းတို့ဓာတ်ပုံရကြသူတို့ဆရာတွေ